ဒီကောင်မလေးကလူမာပြီးရေလောင်းလိုက်မိတယ်ရေလောင်းခံလိုက်ရတဲ့အမျိုးသားဟာကုမ္ပဏီရဲ့ CEO ဖြစ်နေပါတယ်အစည်းအဝေးခန်းထဲမှာပြန်ဆောင်လိုက်ရတဲ့အချိန်မှာတော့မိန်းကလေးဟာအကြောက်လွန်ပြီးဘာလို့လို့ပါကိုင်းရမှန်းမသိတော့ပါဘူးမိန်းကလေးကသူ့ကိုမမြင်နိုင်ဖို့မျက်နှာကိုဖုံးကွယ်ဖို့စူးစမ်းနေရပါတော့တယ်မိန်းကလေးကနှာခေါင်းစည်းနဲ့မျက်မှန်အမဲကိုတက်လိုက်ပါတယ်ဒါပေမဲ့ CEO ရဲ့လက်ထောက်ကသူ့ကိုမြင်သွားပါတယ်အစည်းအဝေးခန်းထဲမှာဒီလိုလုပ်တာဟာမတင်တော့ကြောင်းလှမ်းပြောလိုက်တဲ့အခါသူနေမကောင်းဖြစ်နေလို့ဆိုပြီးအကြောင်းပြချက်ပေးလိုက်ပါတယ်ဒါဆိုဘာလို့နေကမျက်မှန်တက်ထားတာလဲထပ်အမေးခံလိုက်ရပါတယ်မျက်စိနာနေတယ်ဆိုပြီးအကြောင်းပြချက်ကောင်းကောင်းပေးလိုက်ရတဲ့အခါမှာအစည်းအဝေးခန်းထဲကဘယ်သူမှမရိပ်မိပဲနေမကောင်းချင်အောင်ဆောင်းကထွက်သွားခွင့်ရလိုက်ပါတယ်ညရောက်တဲ့အခါမှာတော့နောက်နေ့အလုပ်မသွားရတော့တဲ့အတွက်ဒုက္ခရောက်နေပါတယ်ဒီနေ့လုံးမိလိုက်တဲ့အမှားကအလုပ်ကပြုတ်သွားစေနိုင်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုတငယ်ချင်းနဲ့ဘီယာတောက်ရင်တိုင်ပင်နေကြတာပေါ့ပြီးတော့ကြံတစ်ခုရလိုက်တာလေ CEO ကသူတို့အလုပ်လုပ်တဲ့အခန်းကိုလာမှမဟုတ်ဘူးအရန်လဲအလုပ်ရှုပ်တာမလို့သူ့ကိုမမက်တော့ဘူးထင်ကြတာပေါ့ဒီလိုနဲ့နောက်တနေ့မနက်မှာမိန်းကလေးကခိုးကြောင်ခိုးဝက်နဲ့ရုံးကိုလာခဲ့ပါတယ်မနက်အစောကြီးဖြစ်နေသေးလို့သူ့ကိုဘယ်သူမှမမြင်ဘူးလို့ထင်လိုက်တယ်ဘယ်သူမှမမြင်ခင်မှာပဲမိန်းကလေးဟာတက်လေကားကလုတ်ကိုနှိပ်လိုက်တယ်သူ့ကိုသူတော့ဘယ်သူမှမတွေ့ပါဘူးအထင်နဲ့ပေါ့ဒါပေမဲ့သူမှမထင်ထားလိုက်တာကတက်လေကားထဲမှာ CEO ရဲ့လက်ထောက်ကိုတွေ့လိုက်ရမယ်ဆိုတာပါပဲဘာတွေဆက်ဖြစ်မလဲမိန်းကလေးအလုပ်ပြုတ်သွားမလားဆိုတာကို